ရိုးရှင်းရှင်းပေါ့နော်တခါတည်းမှာရောက်တဲ့နေ့တနေ့ကိုစိုးကြီးစားကြီးလို့ရှာတယ်လာလေးရှိစရာမင်းတို့ဖက်အပြေးရခြင်းတဲ့ဒီရောက်ချီမဟုတ်တဲ့ပဲကျေးဇူးလောက်တော့ငါရဲ့တဲ့ကိုတဆန်းလောက်စီအောင်အတွေ့ထပ်ပေးခဲ့တယ်ဆိုပါလားရွှေဝဲနဲ့ကိုယ်ကတော့မချီတဲ့နေတိုင်းပါရဲ့သက်တမ်းတော့လို့အဆုံးတော့ဘဝကိုရုံးသားတော့နေဖို့ဒါရှိစိတ်ကတော့ရှာပါလို့ကိုယ်ဘဝကိုစိတ်တိုင်းနေလိုက်လူချင်လို့နဲ့ဘဝကကောင်းဆုံးဖို့လိကတော်ရင်ကိုပီတာဖြစ်ပါလေဒီတော့ဒီဘောစီဘစ်ကီတာကိုပိုချာထွန်ရှိဆုံးမကရှိပီတော့ကိုပီတော့ဖြစ်ပါလေအခုဒီကမင်းရဲ့ music ပိုင်းရဲ့နာမည်ကတော့The Cream Music ပိုင်းဖြစ်ပါလေတနေ့မှာငါရောက်တဲ့နေ့တနေ့ကိုစိုးကြီးစားကြီးလောက်ရှာတယ်ငါလေးရှင်းစရာမမလို့ပြန်အပြေးရတဲ့ဒီရောက်ကြည့်မဟုတ်နေပဲခြေစီလောက်တော့ငါရဲ့တက်ကလေးကိုယ်တဆွမ်းလောက်မလေးအောင်အတွေ့အကြုံပေးခဲ့တယ်ရွှေဝင်းနဲ့ကွန်ပျူတာတော့မရှိတဲ့ဒီတိုင်းမှာသက်သက်တော့လို့အဆုံးတော့ဘဝကိုအရုံးသားတော့ဒါရှိစက္ကန့်ရောက်တော့ရှာပါလို့လေကိုဘဝကိုစိတ်တိုင်းနေလိုက်ရုပ်စလုံးနဲ့ဘဝကကောင်းဆုံးဖို့ဒီဆိုရောက်ရွှေနဲ့ကိုဘစ်တော့မရှိတဲ့ဒီတိုင်းမှာသက်သက်တော့လို့အဆုံးတော့ဘဝကိုအကျိုးသာဆုံးနေဖို့ဒါရှိစက္ကန့်ရောက်ရှာပါလို့လေကိုဘဝကိုစိတ်တိုင်းနေလိုက်ရုပ်စလုံးနဲ့ဘဝကကောင်းဆုံးဖို့လာတော့ခေါ်လာဆွေးနွေးတဲ့ကိုယ်တော့မရှိတဲ့ဒီတိုင်းမှာသက်သက်တော့လို့အဆုံးတော့ဘဝကိုဒါရှိစက္ကန့်ရောက်ရှာပါလို့လေကိုဘဝကိုစိတ်တိုင်းနေလိုက်ရုပ်စလုံးနဲ့ဘဝကကောင်းဆုံးဖို့ဒါနဲ့ကျွန်တော်တို့နောက်မှာကျွန်တော်တို့ writer